ခင်ဗျာဓမြသွားတိုက်တယ်ဆိုတော့လွယ်လွယ်နဲ့ရတာမဟုတ်ဘူးနော်ဥပဒေချိုးဖောက်ပြီးတော့အသက်နဲ့ရင်းပြီးဓမြသွားတိုက်ထားတာမအောင်ရင်ထောင်ထဲရောက်မှာဘလို့နီးနေပဲရရပတ်စံတန်ဖိုးရှိတယ်အလဟတ်တသူများကိုပေးစရာအကြောင်းမရှိဘူးအကျိုးမရှိသုံးစရာအကြောင်းမရှိဘူးအစိတ်ပင်ရေလောင်းလဲလှုပ်စရာမရှိဘူးစေးသားတဲ့လူတွေပညာတတ်တွေရလေဖိသင်္ကာတွေဖြစ်လာဘယ်ဘာသာမှမကိုးခဲ့ဘူးတနည်းအားဖြင့်အကုန်ကိုးခဲ့တယ်တနည်းအားဖြင့်ဘယ်ဘာသာမှကိုးခဲ့ဘူးဘာသာပေါင်းစုံလေ့လာထားတယ်အဲ့ဒီကောင်းတဲ့အချက်တွေကိုယူတယ်သုံးတယ်မကောင်းတဲ့အချက်တွေကိုဂွေးကုန်ဆိုင်ဘူးတူတော့အဲ့ဘာသာရေးမှာခင်ဗျာပြောမယ်ဟုတ်လားလူမှုမီဒီယာမကောင်းတာအကုန်သိပြီးတယ်ဒီဘာသာရေးကမကောင်းတာအကုန်သိပြီးတယ်ဘာလို့သိပြီးကသူတို့ဘာသာရေးသမားတွေကသူတို့ကိုကြိုးအတွက်အဲ့ဒါတွေကိုရေးထည့်တာလားနောက်ပြီးတော့သူတို့ပြောရင်လူတို့ကလက်မခံဆိုလို့ဒါဖျားဟောပဲဆိုပြီးပြောလိုက်ကဲတချို့ဘာသာရေးဆိုရင်ပြန်ပြီးတော့စောရကတော့တက်လို့မရဘူးအသက်ခံရတယ်မီးရှို့အသက်ခံရတယ်လေမင်းအဖြတ်ခံရတယ်လူမှုမီဒီယာတွေနဲ့ဘာသာရေးတွေကိုကျွန်တော်ရှင်းပြီးတော့စဉ်းစားကြည့်အောင်လူမှုမီဒီယာတွေရမလား Facebook ကိုကျွန်တော်တို့ပြောမယ် Facebook တီထောင်တဲ့လူစုကပတ်သူကရီးစားနဲ့꿰ပြီးတော့နောက်ထပ်ရီးစားလုပ်ကျင်လို့ဒီ software ကိုသူရေးတယ်ရေးပြီးတော့သူတက်နေတဲ့ tag တို့ရဲ့ network ထဲမှာပဲသူကဒီ website ကိုသူထွက်လာတယ်အဲ့တော့သူ့ website ထဲမှာအဲ့လိုပဲရေးစားရှာခြင်းတဲ့လူအချင်းချင်းပေါ့နော်သုံးလာကြဝင်သုံးလာသူ့တဲမှာလူတွေများလာတယ်ဖြစ်ဖြစ်နဲ့အဲ့ဒီရေးစားရှာတဲ့လူတွေကတဖြည်းဖြည်းနဲ့ကျင်ပြလာတက်ကတူထဲမှာလည်းမကောက်ဘူးပြင်ပနယ်ကထပ်ပြီးဖြတ်လိုက်ပြင်ပနယ်မှာတဖြည်းဖြည်းနဲ့အဲ့လိုကလူငယ်တွေအဲ့မှာရေးစားရှာပါရှာညာရှာတွေလူစုမိလာတဲ့အချိန်မှာတခြားစီးပွားရေးသမားတွေကအဲ့လူစုလာတဲ့နေရာတွေမှာဝင်ပြီးကြော်ညာတွေဝင်ထိုးလာစီးပွားရေးသမားတွေကပထမပိုင်းကဝင်လာတာကရေးစားရှာခြင်းတဲ့လူတွေဝင်လာတော့ရေးစားရှာခြင်းတဲ့လူတွေများတယ်အဲ့လူအုပ်စုရလာတဲ့အချိန်မှာအဲ့လူအုပ်စုကိုအသုံးချခြင်းနဲ့စီးပွားရေးသမားကထောက်ဝင်လာတယ်ဟုတ်ပြီနော်ပထမရှာတာကအပျော်အနေနဲ့လာတာအပြင်းတွေအပျော်အနေနဲ့ဝင်ကြည့်ကြရေးစားရှာကြပါရှာလာတဲ့လူအုပ်အဲ့ဒီအုပ်စုကကဘာပေါ်မှာအများစုအဲ့ဒီအုပ်စုကိုအရင်စုလိုက်တာအများစုစုလိုက်ဒီ website မှာစုလိုက်စုပြီးတော့နောက်ပိုင်းမှာနောက်ကအဲ့လူအုပ်စုကိုအသုံးချခြင်းနဲ့စီးပွားရေးသမားနောက်ကလိုက်လာတခြားရေးသားရှာခြင်းနဲ့လူတွေမကောက်ဘူးတခြားစီးပွားရေးသမားရဲ့အိုက်ထဲဝင်လာပြီးတော့သူတို့ရဲ့ဟိုတယ်တွေအကြောင်းဘာပေါ်သူတို့ကုန်ပစ္စည်းတွေအကြောင်းအဲ့မှာရှားရနှိပ်ဖြတ်ပြီးတော့ပြောခဲ့တယ်ကျွန်တော်ကိုယ်တိုင်ပဲဟိုမှာ hotel marketing လုပ်တဲ့အချိန်မှာအဲ့ဒီအချိန်က Yahoo Messenger နဲ့ MSN Messenger ဆိုတော့ Hotmail က Yahoo Messenger ဆိုတာတော့ Yahoo ပါပေါ့အဲ့နှစ်ခုပဲသုံးလို့ရသေးတယ် Skype တို့ကတော့မပေါ်သေးဘူး2000နဲ့ပုံပေါ့အဲ့တော့2000နဲ့နှစ်တီ Skype က2004မှာလာမသိပေါ်လာတာအဲ့မှာ chatting နဲ့ကိုဝင်ပြီးတော့စာနဲ့အရင်ရိုက်တာပေါ့စကားလည်းပြောလို့ရတယ်အကောင် Yahoo Messenger ရဲ့ MSN Messenger ရဲ့ဒါပေမဲ့စကားပြောတဲ့အချိန်မှာကျွန်တော်တို့ Skype တို့ပါတော့အခုလိုမျိုးဟိုဘက်ဒီဘက်အပြန်လှန်လူပြီးပြောလို့မရဘူးဟုတ်တယောက်ပြောနေတဲ့အချိန်မှာတယောက်ကရက်ထားတယ်ဆိုတော့ walkie talkie နဲ့ပြောသလိုမျိုးပြောရတယ်အဲ့တော့ MSN Messenger နဲ့ Yahoo Messenger ကျွန်တော်တို့အခုလိုမျိုး Facebook ပြောသလိုမျိုးသူနဲ့ငါနဲ့ဒီလိုဖုန်းပြောသလိုမျိုးကျွန်တော်တို့ပြောလို့မရ walkie talkie ပြောသလိုတယောက်ပြောနေတဲ့အချိန်မှာတယောက်ကရတယ်တယောက်ရတော့မှတယောက်ကပြောလို့ရတယ်အဲ့လိုမျိုးပြောရတယ်အဲ့မှာစာရိုက်တာများတယ်စတဲ့များတော့ကျွန်တော်တို့ကဘယ်နိုင်ငံစိတ်ဝင်စားသလဲဆိုအဲ့မှာ chat room တွေရှိတယ်ဒီမှာ Singapore chat room တော့ပေါ့ဗျာ Australian chat room အဲ့လိုမျိုးတွေကိုဝင်နေကျွန်တော်တို့ဝင်ပြီးတော့ချက်ပြီးလို့ရှိရင်အစပိုင်းအဲ့တော့စမေးကြတယ် ASA ပေါ့ ASA ဆို A ဆိုတာအသက်ပေါ့ A ဆိုတာအသက် S ဆိုတာကအထီလားအမလားမေးတာယောက်ျားလားမိန်းမလားနောက်ပြီး L ဆိုတာ location ASA please ပေါ့ ASA ပေါ့ question mark လေးနဲ့မေးတယ်ဘယ် data လဲပေါ့အထီလားအမလားပေါ့အဲ့လိုအသက်ဘယ်လောက်လဲပေါ့လာမေးတယ်အဲ့လိုလုပ်ပြီးကျွန်တော်ချက်ကြအများစုကတော့အပျော်အနေနဲ့အဲ့လိုပေါ့ဘယ်လိုကြောင်းလဲမိန်းမရှာယောက်ျားရှာပဲအများဒါပေမဲ့ကျွန်တော်အဲ့မှာဝင်ပြီးအဲ့လိုနှုတ်ဆက်ပြီးလို့ရှိရင်တယောက်လေးတော့စက်မေးကြတော့ဘယ်အလုပ်လုပ်လဲဘာလုပ်လဲဆိုတဲ့အချိန်မှာငါတော့ဒီကုမ္ပဏီမှာအလုပ်လုပ်နေကျွန်တော်တို့ကုမ္ပဏီ website ကိုထည့်ရိုက်ခဲ့ပြီးလိုက်ဒါပေမဲ့ तू ကအဲ့ website ကိုဖောက်ကိုကြည့်တော့အခုလိုမျိုးအလိမ်ညာရသိမရှိလေလိမ်ညာရှိတယ်နော်ဒီကအခုကျွန်တော်တို့လိမ် online နဲ့လိမ်ညာဒီအခုချိန်မှာရှိတာမဟုတ်ဘူးကျွန်တော်တို့စီကို spam mail တွေပို့တယ်ဆိုတာရှိတယ်ငါကတော့ဘယ်ဘာမှာအလုပ်လုပ်တဲ့လူပေါ့မင်းဒီမှာဘာမှာပြေးသွားတဲ့လူရဲ့ပိုင်ဆိုင်မှုမင်းနဲ့ငါနဲ့ခွဲယူဖို့အတွက်မင်းရဲ့ကိုနေပါလိမ့်ဘယ်လိုပြောမလဲ contact လိပ်စာတွေပါညာလဲ email အကုန်စုံတောင်းတဲ့ကောင်တွေရှိတယ်ကျွန်တော်တို့တော့သူတို့ပြောတာတော့အဲ့ဒါတွေက
ဘာလို့ပြောလဲ credit ကအတူတွေပါလောက်တာပေါ့အချက်လက်တွေကျွန်တော်ကအဲ့ဘဏ်အကောင့်ရှိလို့ credit ကရှိတယ်သူတို့ကအဲ့ဒါလည်းထည့် credit ကအတူထုတ်ထလိုက်ရင်အချက်လက်တူသွားရင်သုံးလို့ရပြီပေါ့အဲ့လိုပြောရတာပဲဒါပေမဲ့ကျွန်တော်ဘယ်မှာသုံးလဲဆိုတော့ကျွန်တော်မသိအဲ့လို email တွေဝင်လာတော့ရှိတယ်ဒီလိုမျိုးအခုလိုမျိုးဒီ Facebook တို့ဘာလို့မှဆိုရင်ကျွန်တော်တို့ဝင်ချက်လိုက်ရင်လိမ်ညာများတယ်ပုံလိမ်များတယ်အဲ့တော့အဲ့လောက်ကြီးမပေါ်သေးဘူးအခုလိုလဲအကုန်ကလေးခြေပေါက်လို့ပဲစားဖုန်းကင်ပြီး online သုံးထိုင်တဲ့အဆင့်ရှိကလေးအဲ့တော့ကျိုးနဲ့တက်ထားတဲ့ကွန်ပျူတာအကြီးနဲ့ပဲသုံးလို့ရတာ Wi-Fi နေပါရောရှိသေးဘူးအဲ့တော့အဲ့ကွန်ပျူတာနဲ့ဒီနဲ့သုံးတာဆိုတော့တာမန်လူလောက်ကတော့အဲ့ကွန်ပျူတာရင်တော့ကတ်လို့မရဘူးလေ internet နဲ့ကတ်လို့မရဘူးဆိုတော့အဲ့ online မှာရှိတဲ့လူတွေကအနည်းဆုံးအဆင့်တစ်ဆင့်တော့ရှိတဲ့လူတွေကြီးပဲဆိုတော့ဒီလောက်ကြီးလူလိမ်လူညာအထောက်ချုပ်တွေမပေါ်ဘူးအဲ့တော့ကျွန်တော်အဲ့လိုမျိုးပေါ့ website ထည့်တယ်ရိုက်ထားလိုက်အဲ့ website ကိုဝင်ကြည့်ကျွန်တော်ဟိုတယ်တောင်းပါညာသိပေါ့သိပြီးတော့အဲ့မှာစိတ်ဝင်စားတဲ့လူကြတော့ဆက်ပြီးတော့ထပ်ဆက်သွဲတာပေါ့စိတ်ဝင်စားတဲ့လူကတော့ထားလိုက်ပါအဲ့ဒီအချိန်မှာစင်ကာပူ site ကျတော့အများဆုံးပဲစင်ကာပူမှာနိုင်ငံသားစုံဆိုတော့ထိုင်းနဲ့လည်းပြီးရဆိုစင်ကာပူကလူကိုဆွဲစီးဖို့အဲ့တော့စင်ကာပူကစာပါကျွန်တော်ပြောတယ်မင်းဒီလိုလောက်ခွင့်မရှိဘူးပေါ့သူကသူခွင့်မရှိဘူးဆိုသူကသူပိတ်လေသူနိုင်အောင်ပိတ်အဲ့တော့သူမပိတ်နိုင်ဘူးကျွန်တော်ရိုက်ခဲ့တာဒီမှာချက်တဲ့နေရာမှာရိုက်ခဲ့တာလေဒီ website လိပ်စာကိုရိုက်ခဲ့တာအဲ့ website ပုံတော့ဆိုတော့သူတို့ဒီချက်တင်ထဲမှာကြော်ညာလောက်ခွင့်မရှိဘူးပေါ့သူတို့ကဆိုတော့လောက်ခွင့်မရှိတယ်လောက်လို့ရလောက်တာပေါ့ဗျာဘယ်လိုဆိုတော့ကျွန်တော်လောက်တာပဲအဲ့ဒီပေါ့အဲ့လိုလောက်တဲ့ခါကျတော့အဲ့လိုပေါ့လူအရင်စုတယ်အဓိကအပေါ်ဆုံးကတော့အဲ့လိုပဲရည်သားပါညာရှာခြင်းတဲ့လူဘာမှဟိုနေ့ပေါ့အကျိုးမမျှော်ပဲနဲ့အပျော်အနေနဲ့စုတဲ့လူအများစုကများတယ်အဲ့လူတွေစုမိပြီတော့နောက်ကစီးပွားရေးသမားထားလိုက်တယ်အဲ့လိုကျွန်တော်တို့လူမျိုးပေါ့အဲ့လိုအနေနဲ့ဝင်သုံးတာကျွန်တော်က sorry ပဲရှာခြင်းလို့မဟုတ်ဘူးကျွန်တော်ဘေးနားကအများကြီးရှာခြင်းအဲ့ online ပေါ်တက်ရှာတယ်မလို့တော့ကျွန်တော်က IC ပါရေးအတွက်နဲ့အဲ့ထဲဝယ်ပြီးတော့အဲ့လိုပွင့်ရအဲ့လိုပွင့်တယ်လို့ပေါ့ဒီမှာ Facebook မှာလဲသူကလူစုလိုက်တာ Facebook က2006လောက်မှလာတော့2000လောက်ပေါ်လာအဲ့တော့မှပေါ်လာတာ2006 2000လောက်မှဖြစ်မယ်ပေါ်လာအဲ့မှာဝင်စုလိုက်တာစုပြီးတဲ့အချိန်မှာစီးပွားရေးသမားလိုက်လာဆိုတော့ပထမလူတာမန်လူကြီးစားချတဲ့လူတွေအများစုလူတွေအဲ့မှာအောက်စုကိုဝင်တယ်ဝင်ပြီးစီးပွားရေးသမားအဲ့ထဲကိုထောက်ဝင်လာတယ်ဟုတ်နော်ထောက်ဝင်လာတယ်ထောက်ဝင်လာပြီဆိုတော့အဲ့မှာစီးပွားရေးသမားအဲ့မှာစီးပွားရေးသမားစီကနေပြီး website ပိုင်ရှင်ကနေပတ်စံတောင်းတယ်ပတ်စံတောင်းတော့စီးပွားရေးသမားကဒီလူလူစီကနေသူရမယ်ပတ်စံအတွက်ဒီ website ပိုင်ရှင်ကိုပတ်စံပေးပြီးတော့ဒီ website ကိုတောင်းရတဲ့အဆင့်ဖြစ်တယ်ဖြစ်တော့ဘာသာရေးမှာကျွန်တော်တို့ကြည့်ဘာသာရေးမှာဒီလိုပဲစေရသားတွေကိုဘာသာရေးသမားတွေကကူညီတယ်ပါတယ်တရားတွေဟောတယ်သင်ပေးတယ်ပါတယ်ပေါ့ဆိုတော့ဒီစေရသားတွေအဲ့အောက်ခြေလူတန်းစားတွေကဘာသာရေးကိုအရင်ဝင်လာတယ်ဘာသာရေးကိုပိုအားကိုးတယ်အောက်ခြေလူတန်းစားအဲ့မှာဝင်လာပြီးအုပ်စုရှိပြီဆိုတော့မှချမ်းသာတဲ့လူတန်းစားကအဲ့ဒီဘာသာရေးရဲ့အတိုင်းဝိုင်းတော့ရှိနေတဲ့လူလူကိုအသုံးချဖို့အတွက်အဲ့ဒီဘာသာရေးရဲ့နေပယ်တွေကိုဝင်လာတာဝင်ပြီးတော့သူတို့ကစီးပွားရေးလုပ်ငန်းတွေအဲ့မှာကြော်ညာတွေပဲဘုံကြောင်းမှာကြော်ညာလို့ဘုံကြောင်းရဲ့မဟုတ်ပါဘူးသူတို့စောက်ပေးမယ်ဗျာရှင်းကနေဘာရွှေဆိုင်ပေါ့လူဘလူလူတန်းပါတီပေါ့အဲ့မှာထိုးချတာတသက်တာကြော်ညာပဲဒီအဲ့လိုမျိုးပေါ့အဲ့လိုအနောက်ကနေတထေးတွေကဝင်လိုက်လာပြီးတော့အဲ့လိုသုံးတယ်ဘာသာရေးမှာလိုက်ပြီးတော့အဲ့တထေးတွေကအဲ့လိုအလှူထမ်းနေပေးတယ်ဆိုတော့က Facebook ထဲမှာအရင်ဆုံးရီစာရှာပါရှာလိုက်တယ်နောက်ပြီးစီးပွားရေးသမားလိုက်တယ်စီးပွားရေးသမားက Facebook ပိုင်ရှင်ကိုပတ်စံပေးလာဆန်ကြေးပေးပြီးတော့ကြော်ညာအတွက်သုံးတယ်အဲ့လိုသုံးတယ်လို့ပဲဘာသာရေးမှာလည်းဘာသာရေးအရေးကနေပြီးတော့ဆွဲစိလိုက်တဲ့လူထုအောက်ခြေလူတန်းစားအသုံးချပြီးစီးပွားရေးလုပ်ချင်တဲ့လူကဘာသာရေးနယ်ပယ်တွေကိုဝင်လာပြီးတော့အဲ့ကြော်ညာတွေလှူတာတန်းတာတွေပေးပြီးဘာသာရေးရဲ့အဲ့လိုပေါ့သာသနာပိုင်တွေကိုပေးကလှူဒန်းပြီးတော့သူ့စီးပွားရေးကိုဒီလူထုစီကပတ်စံရအောင်လုပ်တယ်အဲ့ဒီပြီးနဲ့ဘာသာရေးသမားတွေကကြွယ်ဝချမ်းသာလာတယ်ခုန Facebook ကလည်းဒီလိုပဲအဲ့ဒီနီးနဲ့ Facebook ပိုင်ရှင်ကကြွယ်ဝချမ်းသာလာတယ်အဲ့ကြတော့ဘာသာရေးနဲ့အဲ့ဒီလူမှုမီဒီယာဒီနဲ့လှုပ်ဆောင်မှုချင်းတူမနေဘူးလားတူနေတော့အခုခေတ်မှာလူမှုမှာမီဒီယာသုံးနေတဲ့လူတွေကဘာသာရေးဘက်ကိုကြောင်းဘက်ကိုတိတ်သွားတော့အရင်ကတော့ဘာသာရေးကြောင်းလေးပဲခြေဦးနေတော့ဘာလို့လဲဒီမှာလူမှုမီဒီယာမှာသူတို့ရှာကျင်တဲ့အဲ့မှာ main ကလေးနဲ့ယောက်ျားလေးတွေ့ကျင်တဲ့ဟာတွေဒီမှာတွေ့လို့ရပြီရှာလို့ရပြီအရင်တော့ဆိုကျွန်တော်တို့ main ရွာထဲမှာရှိတဲ့ main ကလေးယောက်ျားလေးစုံဖို့အတွက်ဆိုအဲ့မှာဘုန်းကြီးကျောင်းမှာလုပ်တဲ့ပွဲတွေကျွန်တော်တို့သွားရမယ်လေသူတို့အိမ်တွေသွားလဲဖို့အတွက်အခြေအနေမပေးဘူးဆိုအဲ့လိုမျိုးကြီးစုံရတာဟုတ်ဘုရားပွဲတွေကတော့စုံရတာဟုတ်အဲ့တော့လူမှုမီဒီယာနဲ့ဒီမှာဘာသာရေးနဲ့အဲ့အချိန်မှာတူသွားပြီနော်နောက်တစ်ခုရှိသေးတယ်
ဒီကဘာသာရေးကလည်းသင်ပေးတယ်သူတို့ဘောင်းစုံသင်ပေးတယ်ဒီမှာဥပမာတချို့ဘာသာတွေတရုတ်ပြည်ဘာသာရေးဆိုဥပမာတိုင်းတွေအားသင်ပေးတယ်ပေါ့အဲ့လိုပေါ့ပညာရက်တွေသင်ပေးတယ်နော်သင်ပေးတယ်လို့ပဲဒီလူမှုမီဒီယာတွေကလည်းသင်ပေးတယ်ဒီပညာတွေကောင်းတာတွေရောမကောင်းတာတွေရောဒီဘာသာရေးကလည်းသင်ပေးတာပဲကောင်းတာတွေရောမကောင်းတာတွေရောမကောင်းတာတွေရောကောင်းတာတွေရောညှပ်ပြီးသင်ပေးကြတာပဲအဲ့ဒါမင်းဘာသာရေးကမကောင်းတာပဲသင်ပါမလားကွာဆိုတော့သူကမကောင်းတာမသိဘူးမပြောနဲ့သင်တယ်ဘာလို့လဲသူတို့ကိုချိုးတက်တင်တာဖျားတင်တာမဟုတ်ဘူးနော်ဘာသာရေးကောင်းဆောင်တွေကတက်တက်နဲ့ဖျားဖောရတယ်ဆိုပြီးတော့ညှက်ထည့်တာဖျားတကယ်မဖောခဲ့တာဟာလေသူတို့ထိုးထည့်ဥပမာအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကသူများကျမ်းလေးကိုလိုက်ဖတ်လို့ရှိရင်လေဟိုးရှင်းတော့နှစ်ပေါင်းထောင်ကျော်ကထောင်ကျော်ကငတုံးနဲ့အခုခေတ်ငတုံးနဲ့ဘယ်သူကပို့တုံးမယ်လို့ထင်ဟိုးနှစ်ပေါင်းထောင်ကျော်ကငတုံးကအခုခေတ်ငတုံးကငတုံးနေတာပို့တုံးနဲ့ပို့တုံးတော့ဟိုးရှင်းနှစ်ပေါင်း1000ကျော်2000ကလိန်တဲ့လူတွေကလွယ်လွယ်ကူကူနဲ့လိန်လို့ရတယ်အခုခေတ်လူတွေကတိတ်လွယ်လွယ်ကူကူလိန်လို့မရဘူးလူတွေကပို့ပြီးစဉ်းစားတတ်တယ်အဲ့တော့အဲ့ဒီနှစ်ပေါင်း1000ကျော်တော့ကရေးလာခဲ့တဲ့ကျမ်းဂန်တွေပါတယ်မှာလူတွေကိုလိန်ထားတဲ့အချက်တွေအခုခေတ်လူတွေကြတော့ပြန်ထောက်ဒါကြီးကအတိတ်ပဲမရှိပါဘူးကွာဥပမာခရစ်ယာန်ကျမ်းစာမှာလည်းဒီလိုပဲဟုတ်တယ်မလားသူတို့လူတွေကိုလိန်နဲ့လှည့်ပြားပြီးတော့ရေးထားခဲ့တဲ့ပိတ်ဆုံးကြတော့ဘာဖြစ်နေလဲအခုခေတ်လူတွေကရှောက်ထောက်တဲ့အချိန်ကျတော့ဘာဖြစ်နေလဲအဖွားနဲ့ညီးနဲ့ဒီမှာဘာလို့ပြဖြစ်တဲ့ဟာတွေမအေနဲ့သားနဲ့ပြန်ဖြစ်တဲ့ဟာတွေမင်းတို့ဘာသာဒီလိုဖြစ်တာဆိုရှောက်ထောက်ပေါ့အဲ့ဒီအချိန်ကရေးတဲ့လူတွေကရေးတာဟိုယုံတဲ့လူတွေကလည်းယုံတာတိတ်ပြီးမစင်စားအခုကျတော့ယုံတဲ့လူတွေကစဉ်းစားတဲ့လူတွေပညာတတ်တွေကလေဖီးတင်ကားတွေဖြစ်လာဘယ်ဘာသာမှမကိုးခဲ့ဘူးတနည်းအားဖြင့်အကုန်ကိုးခဲ့တယ်တနည်းအားဖြင့်ဘယ်ဘာသာမှကိုးခဲ့ဘူးဘာသာပေါင်းစုံလေ့လာထားတယ်အဲ့ဒီကောင်းတဲ့အချက်တွေကိုယူပြီးသုံးတယ်မကောင်းတဲ့အချက်တွေကိုဂွေးကုန်ဆိုင်ဘူးအဲ့လိုမျိုးဖြစ်လာအဲ့ကြောင့်ဘာသာရေးတွေကိုလည်းမလိမ်လို့လူတွေကိုမကောင်းတဲ့ဟာတွေလည်းတင်ပေးတယ်သူတို့အကျိုးတက်မဟုတ်တာတွေတင်ပေးအဲ့လူမှုမီဒီယာကလည်းလူတွေကိုကောင်းတာတွေကျွန်တော်တို့လူမှုမီဒီယာတွေကသင်ယူလို့ရတယ်လို့မကောင်းတာတွေအတက်တွေပါအဲ့ရတက်တယ်အဲ့ကြတော့ကျွန်တော်တို့လူမှုမီဒီယာတွေကိုမသုံးနိုင်ရင်လည်းကျွန်တော်တို့ငတုံးငပြင်းနေဖြစ်ကုန်တယ်နော်ဘာမှတိတ်ကဘူးသူလိုက်ပဲတိတ်မရှိတဲ့လူတွေဖြစ်နိုင်တယ်ဒီလူမှုမီဒီယာကြီးမှာပဲနစ်ပြောချိန်တွေကုန်ပြီလို့လည်းကျွန်တော်တို့ကဒါအစွန်းရောက်တဲ့အသုံးကျတဲ့ကောင်ဖြစ်သွားနိုင်ဒီဘာသာရေးမှာလည်းဒီလိုပဲကျွန်တော်တို့ဘာသာရေးနဲ့မပတ်သက်ဘူးပါဘူးဒီကနေအဆုံးအမတွေမခံနိုင်ဘူးမလေ့လာဘူးဘာသာရေးမလေ့လာဘူးဆိုတော့ကျွန်တော်တို့ကတိတ်မသိတဲ့သုံးစားမရတဲ့ကောင်တွေဖြစ်နိုင်တယ်လို့ဘာသာရေးကိုကြွလှည့်လက်ရောပြီးအကုန်ပေါက်ခဲ့ရဘာသာရေးကပြောသမျှအကုန်ရှောက်ရိုးဥပမာအစွန်းရောက်သူများဘာသာကိုလည်းဟိုအမုန်းတွေပွားတော့တတ်ဖြတ်ကြမယ်ဆိုလဲဒါသုံးစားမရတဲ့အကောင်ဖြစ်သွားနိုင်အဲ့တော့ဘာသာရေးနဲ့ဒီလူမှုမီဒီယာတွေကသဘောထားချင်းတူတယ်တူတော့အဲ့ဘာသာရေးမှာခင်ဗျာပြောမယ်ဟုတ်လားလူမှုမီဒီယာမကောင်းတာအကုန်သိပေးတယ်ဒီဘာသာရေးကမကောင်းတာအကုန်သိပေးတယ်ဘာလို့သိပေးရသူတို့ဘာသာရေးသမားတွေကသူတို့ကိုကြိုးအတွက်အဲ့ဒါတွေကိုရေးထည့်တာနောက်ပြီးတော့သူတို့ပြောရင်လူတို့ကလက်မခံဆိုလို့ဒါဖျားဟောပဲဆိုပြီးပြောလိုက်ကဲတချို့ဘာသာရေးဆိုရင်ဖျားကိုပြန်ပြီးတော့စောရကတော့တက်လို့မရဘူးအသက်ခံရတယ်မီးရှို့အသက်ခံရတယ်လေမင်းအဖြတ်ခံရတယ်ဗါလေသူတို့ဖျားကိုစကြင်လို့ပေါ့မယုံကြည်လို့ပေါ့ကဲအမှန်တရားဥပမာဖြင့်ဟိုမှာကဘာကနေကိုလက်နေတာပါလို့ပြောပြီးလို့မီးရှို့အသက်ခံရတဲ့သူရှိတယ်လေကျွန်တော်ငယ်တော့စာအုပ်တွေထဲမှာပါတယ်လေအဲ့မှာသူတို့ဘာသာရေးကဗာလဲကဘာကိုနေရလဲနေရတဲ့သူကစကြင်နေကိုကဘာလဲနေရအခုအမှန်တရားနေကိုကဘာနဲ့အမှန်တရားကိုပြောမိတာဟိုကလည်းသူတို့ဘာသာရေးကောင်းဆောင်တွေကိုတောင်းတယ်ဒီကိစ္စအဲ့ဒါဆိုမတတ်ဘူးကိုကလည်းမဟုတ်သူ့အမှန်တရားကိုသူယုံကြည်တယ်သူလက်ခံတယ်မီးရှို့အသက်ခံသွားတယ်အဲ့လိုမျိုးဘာသာရေးရောက်ပေတဲ့လူတွေတပုံကြီးပဲဘာသာရေးမှာတော်တော်ဆော်ရီတပုံကြီးပဲအဲ့ကြောင့်ဘာသာရေးကအကောင်းတဲ့ကြီးတင်လာလို့မပြောနဲ့မကောင်းတာတွေမတင်ဥပမာကျွန်တော်ပြောမယ်ဖျားမဟောခဲ့နဲ့ဟောခဲ့ပါတယ်ဆိုကျွန်တော်တို့950နိဗ္ဗာန်တော့ဖျားဟောခဲ့တာ950နိဗ္ဗာန်တော့ဖျားမဟောခဲ့ဘူးဗမာ950နိဗ္ဗာန်တော့ဗမောဆရာတော်ကြီးရေးထားခဲ့တာအဲ့ဗမောဆရာတော်ဘွဲရဘာလို့လဲဆိုတော့ရှာကြီးကိုပေါ့ကိုကျွန်တော်အစပဲပြောလိုက်အဲ့ဗမောဆရာတော်ကြီးရေးခဲ့တာဘာရေးချက်နဲ့ရေးခဲ့တာဆိုတော့ခုနကကျွန်တော်ပြောမှုတဲ့နေရာမှာလူတွေကိုစိုးဆုံးမတဲ့အချိန်မှာပြည့်ရတယ်ပေါ့မကောင်းတဲ့သဘောနဲ့ရေးခဲ့တာမဟုတ်ဘူးအားလုံးကကောင်းတဲ့သဘောနဲ့ပုံမြင်လေးအနေနဲ့လူတွေကိုစိုးဆုံးမကျင်လို့ကောင်းရကောင်းကျိုးအတွက်စိုးဆုံးမကျင်လို့ရေးထားခဲ့တော့လိန်နာညာတာလည်းရှိတယ်ဟိုအကောက်တချို့ကဖြောင်းပြောရင်လက်မခံလို့ရာစပြည့်ရတယ်ပေါ့တွင်ဝိုက်ပြီးတော့ဒီလိုလိန်ပြီးတော့ pocket evil life ဒုက္ခရောက်အောင်လိန်တာမဟုတ်ဘူးအကျိုးရှိအောင်လိန်တာဖြောင်းလုံးလို့မရလို့
ဖြောင်းလို့မရလို့ကောက်လောက်တာဖြောင်းသွားလို့မရလို့ကောက်သွားအဲ့တော့ pocket airline နေနဲ့ခွင့်လွှတ်နိုင်တဲ့အလိမ်ညာတွေနဲ့အလိမ်ကြီးနဲ့ပေါ့လိမ်ထားတဲ့ပုံမြင်တယ်အဲ့တော့ရေးတာပုံမြင်မှတော့အဓိပ္ပာယ်ရှိပေါ့ကွာကိုလိုချင်တဲ့ point ကိုရောက်ဆွဲပြီးရေးတော့ဒါပေမဲ့တကယ်တမ်းဝေဖန်တဲ့လူကြတော့အဓိပ္ပာယ်ရှိလားမရှိလားဆိုပြီးရှောက်ပြီးတော့ဘလို့ပြောင်းနှိုက်ချုပ်ပြီးတော့ဝေဖန်တာပေါ့အဲ့လိုမျိုးကရှိတယ်အများအားဖြင့်လူအကျိုးပြုနေတယ်ဒါပေမဲ့တခုရှိတယ်အောင်အကျိုးပြုဆိုတဲ့နေရာမှာမကောင်းတာတွေပေးပြီးရင်မကောင်းတာတွေပဲကိုတို့သူတို့အတွက်တော့အကျိုးရှိတယ်နော်သူများအတွက်တော့အကျိုးမရှိတဲ့ဟာတွေညှက်ထည့်တာရှိတယ်ဥပမာပြသမဝိုင်မှာစနစ်ဟုတ်တမဟုတ်ပြီလေဟေးဒီပတ်ဆိုင်ရစီရဘာရပေါ့နောက်ပြီးတော့ဒီပင်ဟာရပေါ့ကိုလိုချင်တဲ့ဟာလည်းထုတ်ပြီးတယ်ကိုမလိုချင်တဲ့ဟာညှက်ပြီးထည့်ပေးလိုက်တယ်ဘလောက်အေးအမျိုးပေါ့ကျွန်တော်တို့အဲ့ဟိုနေ့မှာရောင်းတယ်လို့ဈေးပွဲထဲမှာရောင်းတယ်လို့ကိုလိုချင်တဲ့သူများမလိုချင်တဲ့ဟာပါသွားအောင်ဟာလိုချင်တဲ့ပစ္စည်းနဲ့တော်ပြီး10မျိုးဘလောက်ဆိုရရောင်းတယ်လို့ပေါ့အဲ့လိုမျိုးရှိတယ်အာသာရေးပါလေဒီကောင်းတဲ့အဲ့ပုံမြင်တွေထဲမှာသူများအတွက်အဆုံးမပုံမြင်လေးတွေထဲမှာသူတို့အတွက်ပါထည့်ညှက်ဘယ်သူမဆိုပေါ့ဗျာသူ့အကျိုးကိုကျိုးပေါ့ဟုတ်တော့လောက်ကြပါကျွန်တော်လည်းသူများအကျိုးကြီးလောက်နေနိုင်ဘူးကျွန်တော်အကျိုးလည်းလောက်ရမှာပဲကဲအဲ့ဒါရှောက်အပြစ်ပြောလို့မရအောင်နိုင်ငံရေးသမားဟောပါဘူးနိုင်ငံသမားနိုင်ငံအတွက်လည်းလုပ်တယ်သူ့အတွက်လည်းသူလုပ်တယ်ဆိုလဲဒါလက်ခံရတယ်တချို့ကောင်တွေကတော့နိုင်ငံအတွက်လုံးဝမလုပ်နိုင်ငံဖြစ်ချင်တာဖြစ်ကိုကျိုးတက်ပဲလောက်သွားတယ်ကိုမိသားစုတွေပဲလောက်သွားတယ်အဲ့ကောင်တွေကတော့အဲ့ကောင်တွေလည်းလက်မခံနိုင်ဘူးသူ့အကျိုးကိုကျိုးနိုင်ငံအတွက်လည်းလုပ်တယ်နိုင်ငံရေးသမားသူ့အတွက်လည်းလောက်သွားတယ်ဒါလက်ခံနိုင်တယ်သာသနာလည်းဒီလိုပဲလူလူကိုကောင်းစေချင်လို့ဆုံးမတဲ့ပုံမြင်တွေရှိတယ်သူတို့အကျိုးအတွက်ဆိုပြီးတော့ထည့်သွားတဲ့ပုံမြင်တွေရှိတယ်ဥပမာအဖြစ်တော့ပြောမယ်ကျွန်တော်တို့တရှင်းကြဖို့မှာပေါ့ခုနှစ်လကပါဟိုရုံရုပ်ကိုဘယ်သူရေးဆိုတာလေကဘာတစုံခဏမှသားဝဲဆိုတာလေဒီလားမှသူကဘာသာရေးသမားတွေကကျွန်တော်ပြောပြီးသားတဘာဝအမှန်တရားတွေကိုလက်ညှိုးထိုးတယ်အဲ့အမှန်တရားတွေကိုတစ္ဆာဆိုပြီးလိမ့်တယ်လို့ကျွန်တော်ပြောတာကျွန်တော်လိမ့်ခဲ့တဲ့အကြောင်းကျွန်တော်ပြောပြအောင်ဟုတ်ပါတခါပြောပြီးပြီနော်အဲ့ဒါကြောက်ခဲကောက်တယ်ဟိုမှာမနေတော့ကိုဗစ်ဖြစ်တော့ရွှေချင်းတွေပါမှာကျွန်တော်သွားရင်လာရင်လည်းကြောက်ခဲပြောင်လှလှလေးကျွန်တော် channel မှာစီထားလို့ဘူးရေကျတဲ့နေရာမှာထားတိုင်းရှင်းကြည့်မတတ်ဘူးလေအကောင်လေးချို့ရွှေချင်းလေးကထွက်လာကြောက်ချိုးလေးတွေအားလေးကျွန်တော်ကောက်ပြီးစိုက်ကရှင်းရှင်းနဲ့ထည့်တော့မေးတယ်အဲ့မှာအသက်50ကျော်အဖိုးကြီး2ယောက်12နှစ်လောက်ကောမလေး1ယောက်မေးတယ်တနေရာစီပေါ့ဘာလို့ဖို့လဲဆိုတော့ကြောက်ခဲတွေရလို့တရားမာတာလည်းရှိတယ်ပြော့တာလည်းရှိတယ်တလုံးမတူဘူးလို့တချို့ကမနေတချို့ကလည်းဖြူတယ်လို့မဟုတ်လားမာတာကြောက်ခဲအမှန်တရားမာတာရှိတယ်ပြော့တာရှိတယ်ဖြူတာရှိတယ်မဲတာရှိတယ်လေးတာရှိတယ်ပေါ့တာရှိတယ်လို့အယောင်တွေကလည်းမတူဘူးပေါ့အဲ့လိုမတူတာရှိတယ်လို့သူ့ရဲ့အဲ့ထဲမှာသူတို့အမြင်လေးတာမြင်တယ်လေကြည့်တာလည်းသိရလေကျွန်တော်ပြောရအမှန်တရားတွေကြည့်တာလေသူတို့မသိနိုင်အောင်ကျွန်တော်လိန်လိုက်လို့လိန်ရတော့အဲ့ထဲမှာကြောက်ခဲတွေကအရသာလည်းမတူဘူးလို့ခါလည်းရှိတယ်ငံတာလည်းရှိတယ်ပေါ့ချိုတာလည်းရှိတယ်ပေါ့အဲ့ဒါငါအခုချိုတဲ့ကြောက်လေးတွေရွေးနေတာလို့အဲ့ချိုတဲ့ကြောက်လေးတွေရွေးပြီးတော့ဘာလုပ်တာလဲတဲ့အဲ့ကြောက်တွေကကိုဗစ်ပြောက်စီကိုဗစ်ကာကွယ်ဆေးလုပ်တာလို့အဲ့ကြောက်လေးတွေကချိုတဲ့ကြောက်တွေကိုပြုတ်ပြီးအဲ့အရင်ကိုတောက်လို့ရှိရင်ကိုဗစ်လည်းပြောက်တယ်ကာကွယ်တယ်လို့ဆိုတော့အဲ့ဒါကျွန်တော်ကဟိုမှာထပ်ကောက်နေကြောက်ကလေးကောက်နေပြောထားခဲ့အဲ့ကောင်မလေးကကျွန်တော်ချင်းနေကကြောက်ခဲ့ဘလို့ကြောက်မျိုးကချိုတာလဲပေါ့နော်ကြည့်ကျွန်တော်ကောက်ထားတဲ့ကြောက်ကတော့ချိုတဲ့ကြောက်ပေါ့သူယုံနေ12နှစ်သမီးအဲ့လိုတော့တို့ကြည့်ရှာနေတို့ကြည့်သူတယောက်တည်းမဟုတ်ဘူးဟုတ်ကအဲ့အဖိုင်းနှစ်ယောက်အဖိုင်းလောက်လည်းမဟုတ်သေးဘူးအသက်50ကျော်အဲ့နှစ်ယောက်လည်းကျွန်တော်ပြောတာယုံနေအဲ့ကြတော့ကျွန်တော်ကသဘာဝရဲ့အမှန်တရားအဲ့မှာကြောက်ခဲရပေါ့တဲ့ကြောက်လည်းပေါ့တယ်လေးတဲ့ကြောက်လည်းလေးတယ်အဲ့ဒါသူတို့သိတယ်နော်သူတို့သိတဲ့အမှန်တရားသဘာဝရဲ့အမှန်တရားပြောတာဥပမာနေရအရှိဘက်ကထွက်တယ်နောက်ဘက်ကိုဝင်တယ်လူတိုင်းသိရလေလူတိုင်းသိတဲ့အမှန်တရားကိုပြောလိုက်တယ်3ခုပြောပြီးတော့သူတို့မသိနိုင်တဲ့အချက်တစ်ခုကိုပြတ်ပြီးလိန်လိုက်တယ်အဲ့ဒါဆိုရင်အဲ့လူရယုံပြီအများစုကယုံပြီသူအများစုကအဲ့လိုလူတွေငတုံးနေအဲ့နီးနဲ့ဘာသာရေးသမားတွေဘေးနဲ့ဆရာတွေကလူတွေကိုလှည့်စားပြီးစားနေကြတာဘာသာရေးသမားတွေစားပေါ့ပါအဲ့လိုသူများအကျိုးအတွက်လည်းလုပ်တယ်သူတို့အကျိုးအတွက်လည်းသူတို့ပြန်လုပ်တယ်ပေါ့တချို့ကြောင့်လည်းသူတို့အကျိုးအတွက်ကြီးပဲဒါနနဲ့អော်နေတာရှိတယ်သူတို့လူကိုထမ်းဖို့ပဲသူများကိုဘာမှမဆုံးမဘူးတချို့လူတွေလည်းရှိတယ်ဘာမှအဆုံးမလုပ်သူတို့လူကိုပဲနှိမ်ပြောတာအဲ့သူတို့ကိုယုံကြည်ဖို့သူတို့ကိုယ်ကပဲနှိမ်ပြောတဲ့ဟာရှိတယ်သူများအကျိုးအတွက်မလုပ်တဲ့ဘာသာရေးသမားတွေလည်းရှိတယ်အဲ့တော့ကျွန်တော်ပြောမယ်ကျွန်တော်တို့ဘာသာတွေကတစ်ချက်အဲ့မှာယုံလို့ကိုအဲ့မှာရေးထားတယ်လို့ယုံလေးကိုဂုံပြုတ်ပြီးတော့
အယုံလေးကဘာလုပ်ခဲ့လာလဲဆိုတော့သူ့မှာလူစရာတန်းစရာမရှိတော့လူရသူများလည်းပြင်းပြင်းလည်းလူစရာရှိတယ်ဗောသူ့မှာလူစရာမရှိတဲ့အခါကျတော့သူစားတဲ့ဟာကျတော့မြေစာမြက်ကြတော့ဒါမစားဘူးဗောသူများလည်းမစားဘူးဖခင်မစားတဲ့အတွက်သူ့ခန္ဓာကိုယ်ကိုတတ်ပြီးတော့သူ့အသက်ကိုပေးလူပြီးတော့သူ့အသက်ကိုတတ်ပြီးသူ့အသားကိုလှူလိုက်တယ်ဗောလှူလိုက်တယ်ဆိုတော့ဘုရားစဉ်းစားကြည့်ခင်ဗျားလှူလားအဲ့ဘာသာရေးတမောကျွန်တော်အသက်ခံပြီးကျွန်တော်အသက်ကိုကျွန်တော်တတ်ပြီးသူများစားဖို့လှူမလားပြောအဲ့ဒါရအဆုံးမြောက်ဘူးဆုံးမြောက်ဘူးဒါပေမဲ့ကျွန်တော်တို့ကတွေးမယ်အဲ့ဒါရအဆုံးရောက်တယ်ဆိုရင်မတွေးနိုင်တဲ့လူလူပဲရှိတယ်အဲ့ဒါယုံပြီးတော့အဲ့ဒီဟာလူရေးခဲ့တာလေဗမောဆရာတော်ရေးခဲ့တာ950နီးပါတော့ဖျားဟောခဲ့တာမဟုတ်ဘူးဒါပေမဲ့လူတွေကလက်ခံအောင်လို့ဖျားဟောတယ်ဆိုရင်ခက်လိုက်ပုံမြင်လေးရတဲ့အကျိုးရှိတဲ့ပုံမြင်လေးတွေဆိုတော့ဗုဒ္ဓစာပေထဲမှာပါတယ်အဲ့လိုမျိုးပါနေခဲ့တဲ့ဗုဒ္ဓစာပေမဟုတ်တဲ့ဗုဒ္ဓတကယ်ဟောခဲ့တဲ့ဗုဒ္ဓစာပေပါဆိုတဲ့ဟာတွေကျွန်တော်တို့တရားတော်တွေကဘယ်လောက်ရှိနေစဉ်းစားကြည့်ပြစ်ပေါင်းထောင်ချီပြီးတော့ဒါကဗမောဆရာတော်ကြီးတယောက်တည်းဟိုပြောတာနော်သူ့လိုမျိုးပုံကူမျိုးနှစ်ပေါင်းထောင်ချီနှစ်ပေါင်း2000ကျော်အတွင်းမှာအဲ့လိုပုံမြင်နေရေးဗုဒ္ဓဘာသာပါဆိုပြီးဗုဒ္ဓထဲမှာဘာသာကြီးထဲမှာဗုဒ္ဓရဲ့ဘုရားဟောခဲ့တာမှာဆွဲသွင်းလာတာတော့ရှိအဲ့ဒါကြောင့်မို့ရှင်ဥက္ကဋ္ဌပြောခဲ့တယ်ဘုရားဟောတဲ့တရားဟုတ်လားဆိုတာဟုတ်တဲ့သစ္စာ၄ပါးနဲ့ချိန်ဆက်တယ်သစ္စာ၄ပါးနဲ့ဘောင်မဝင်အဲ့တရားကိုဘုရားမဟောခဲ့ဘူးတဲ့ရှင်ဥက္ကဋ္ဌဆိုသိရနော်ရှင်ဥက္ကဋ္ဌဆိုတာခရိယန်နဲ့ဗုဒ္ဓဘာသာနဲ့လင်မယားချင်းနှစ်ယောက်တစ်ယောက်ကဗုဒ္ဓဘာသာတစ်ယောက်ကခရိယန်ပြိုင်ဆိုင်ပြီးတော့သူ့ဘက်ဝင်မယ်ငါးဘက်ဝင်မယ်ဆိုတဲ့နေရာမှာတရားအပြိုင်ခရိယန်ခေါင်းဆောင်နေတယ်ရှင်ပြီးတော့ပြိုင်ပြောခဲ့ဘုန်းကြီးရှင်ဥက္ကဋ္ဌအဲ့ရှင်ဥက္ကဋ္ဌကပြောခဲ့တာမိတ်ခဲ့တာဗုဒ္ဓတကယ်ဟောခဲ့တယ်ဘုရားတကယ်ဟောခဲ့တယ်ဆိုရင်အဲ့ဒီတရားသစ္စာ၄ပါးနဲ့ပေါင်ဝင်ရမယ်သစ္စာ၄ပါးနဲ့ပေါင်ကြော်နေတာတွေကအဲ့ဒါဘုရားမဟောခဲ့ဘူးဆိုတော့ခုနယုံလေးကသူ့အသက်ကိုသူတတ်ပြီးအလှကံပုဂ္ဂိုလ်ကိုပေးခဲ့တယ်ဟုတ်လားဟိုနေဝေသန္တရာမင်းကြီးကအဲ့လိုပေါ့သားတွေရောသမီးတွေရောလှူလိုက်တယ်ဆိုတော့အများအဲ့ဝေသန္တကိုသားသမီးရောလှူလာကြတော်လူမဆန်တဲ့လူအများစဉ်းစားကြည့်ဟမ်သူများစီကိုကြုံဖြစ်နေကိုယ်တိုင်ကောင်းစားဖို့အတွက်ကိုနိဗ္ဗာန်ရောက်ဖို့အတွက်တကူကောင်းဆန်တဲ့အတ္တသမားလူယုံမှာဖြစ်မနေဘူးလားဟမ်အဲ့ဝေသန္တရာမင်းကြီးကပြစဉ်းစားကြည့်ခင်ဗျားသားသမီးကိုဒီလိုမျိုးပုံနာလက်ထဲကိုထိုက်ရနိုင်လားပြောကိုရှိမှရိုက်နေတာခင်ဗျားခံနိုင်လားပြောဟမ်အဲ့ဒါရုပ်ခံနိုင်တာကသူ့တော်ကောင်းလားသူ့ယုံမှာလားခင်ဗျားစဉ်းစားဟမ်ရှုံးပါတဲ့ကောင်အဲ့ကောင်ကိုသားသမီးကိုရှိမှသူများနှိပ်စက်နေတာကိုကြည့်နိုင်တဲ့ကောင်ခင်ဗျားကြည့်နိုင်လားခင်ဗျားကြည့်နိုင်ခင်ဗျားလူယုံမှာကျွန်တော်တော့မလူနိုင်ဘူးနိဗ္ဗာန်ပဲရောက်ငရဲပဲရောက်ခီးပုံဆိုင်တာအဲ့ဒါကြည့်အဲ့ယုံကိုရေးပြီးတော့အဲ့ဒါကဘာတသိန်းအောင်ဖိနေခတ်ထားတယ်လေလောက်သူ့ဘာလို့ရိတ်ချင်နေတာဘာယုံမှမဟုတ်သူ့ဘာလို့ချင်နေတာဘယ်သူမှသွားတက်ရေးတာမဟုတ်အဲ့ဒါဘာသာရေးသမားကြီးလိမ့်တာဆိုတော့အဲ့ဒီအဖို့ကလူလူအကျိုးအတွက်အဲ့ပုံကြီးအကျိုးမရှိဘူးသူတို့အကျိုးအတွက်လှူကံပုဂ္ဂိုလ်အတွက်အကျိုးရှိတယ်လှူတဲ့လူကကိုယ့်အသက်ကောင်ကိုတတ်ပြီးတော့လှူရအောင်မယ်ဆိုတဲ့ပုံစံမျိုးကိုချိုးတာအဲ့ဝါတော့ရိုက်သွင်းတာကျွန်တော်တို့ကခလေးတွေတော့ယုံတာပေါ့ခလေးဘွားပါတွေကသိနေဆိုယုံနေစိတ်ထဲတိရောက်တယ်မသိစိတ်ထဲတိရောက်တယ်ဘာလို့လှူရမယ်ကိုယ့်အသက်ကိုတော့ပေးလှူရမယ်ပေါ့ကဲဖရားအတွက်နဲ့အသက်သိခံရမယ်အစိုးရသမားတွေတဘောပြီးနော်ဖရားအတွက်နဲ့အသက်သိခံရမယ်ငါတို့ဘာသာအတွက်အသက်သိခံရမယ်ဆိုပြီးရှေ့ရနေသိတာဟမ်နောက်ကစိန်ကြတဲ့ကောင်လည်းကြားနေတာတဘောပြီးနော်တဘောပြီးတခြားဘာသာတွေအကုန်လုံးဘာသာလုံးပါပဲတဘောကြီးလေငါဘာသာအတွက်ဖြစ်ငါသာသနာအတွက်အသိခံတယ်ပေါ့နောက်ကအသိမခံတဲ့စိန်ခံနေတဲ့ဆရာကြီးကတော့ဟီဟီပဲဟမ်အဲ့ဒါတွေကိုကျွန်တော်လုပ်တဲ့လားအဲ့လိုပုံမြင်တွေကိုကျွန်တော်ယုံတဲ့လားကျွန်တော်တို့ကလေးတွေကိုအဲ့ပုံမြင်တွေပြောတဲ့လားစဉ်းစားအဲ့ပုံမြင်ပြောလို့အဲ့လိုကလေးတွေကမသိစိတ်တွေကိုရင်ထဲရောက်နေတဲ့လူတွေကကြီးတဲ့အထိတကယ်လောက်တယ်နော်စဉ်းစားဉာဏ်မရှိဘူးကျွန်တော်တို့သွားပြောကျွန်တော်တော့အခုဆဲအောင်လားဆဲတယ်လို့ဝိုင်းဆဲကြအောင်လားမသိအောင်ပါကျွန်တော်တို့သွားပြောလက်မခံဘူးလက်မခံတဲ့ငတုံးတွေပေလို့လည်းမကုန်နိုင်ဘူးထပ်မွေးလာတယ်အသက်တွေအဲ့ဒါကြောင့်ကျွန်တော်ပြောလိုက်အောင်မယ်ဟုတ်ပါလှူတယ်တဲ့ကျွန်တော်ပြောတော့ကောစင်းရသားတွေကအဲ့မှာဝင်လာတယ်ကြီးစားရှာညင်တဲ့လူတွေကဝင်လာတယ်ဒါလူမှုမီဒီယာအဲ့ဒါတထေးတွေကသူတို့စီးပွားရေးတဲ့ကြော်ညာလုပ်ချင်တော့အဲ့လူမှုမီဒီယာဆိုလဲဒီမှာစူကာဘတ်ကိုပတ်စံပေးပြီးတော့ Facebook မှာကြော်ညာလုပ်တယ်ဒီမှာဘာသာရေးမှာဘုန်းကြီးကျောင်းလေးပါမှာလှူဒါန်းပြီးလူရှိမှမြင်အောင်လုပ်တယ်ဖះเจ้าလေးမှာအကုန်လုံးဘာသာဆုံးမှာဖះเจ้าလေးမှာလူမြင်အောင်ထောင်ပေါင်းဘယ်လိုပြောလူမြင်ခွေးမှာလှူပြတန်းပြပြီးသူ့ကိုလူသိအောင်လုပ်တယ်နော်
ဥပမာရွေးကောက်ပွဲဝင်ခံခြင်းလို့ဖြစ်စေရောသူစီပါရုပ်လူသိစေခြင်းလို့ဖြစ်စေအဲ့နေရာမှာဝင်ပြီးတုံးတယ်အရင်ဆုံးဒီမှာငတုံးငဖြစ်နေရအရင်ဆုံးဒီဘာသာရေးလို့မင်းတို့ကိုအရင်လာတယ်အရင်မပါတဲ့လူကြီးကအရင်စုတယ်ဘာသာရေးလို့လူမှုကွန်ရက်မှာအရင်စုတယ်လူမှုမီဒီယာမှာအရင်စုတယ်စုပြီးတော့မှအရေးပါတဲ့ကောင်နောက်ကလိုက်တဟေးတွေကနောက်ကလိုက်လိုက်ပြီးအဲ့မှာအုပ်ချုပ်တဲ့ကောင်တွေကကအုပ်ချုပ်ရေးသမားတွေပါနောက်ကနေပြီးတော့တိုက်ချအဲ့တော့ဘာသာရေးတွေအဲ့လူမှုမီဒီယာတွေမှာအဲ့ဒါကြောင့်လူပေါင်းလူသားပေါင်းစုံအကုန်ဝင်ပါတယ်သူတို့အလုံးလုံးပုံညာတူတယ်သူတို့ကခုနကတော့ရုံကလေးကိုပြန်ဆက်တယ်အဲ့ရုံကလေးကြောင့်ကျွန်တော်ရှေ့မှာဒုက္ခရောက်တဲ့လူကျွန်တော်ပြောပြမယ်ကြံတဲ့လူတွေတော့ကျွန်တော်မသိဘူးတနိုင်ငံလုံးတိုင်းတာတစ်ကမ္ဘာလုံးတိုင်းတာနဲ့စဉ်းစားကြည့်ရုံကလေးကသူ့အသက်တော်သူတတ်ပြီးတော့ဒီမှာလှူတယ်ဆိုတော့သူတို့လည်းလူမှာပေါ့ငယ်ငယ်လေးကရိုက်သွင်းထားတဲ့ပုံမြင်ဆိုရင်ယုံနေနော်ယုံနေဟိုဒိတ်ကောင်လည်းယုံနေငရဲကိုလည်းယုံနေအကုန်ယုံတာဒါပေမဲ့ကျွန်တော်တို့ဗုဒ္ဓကသိပ္ပံကြီးကြလက်တွေ့ပြလက်တွေ့တရားပဲဟောမယ်လို့ကျွန်တော်ယုံတယ်ဂလိကချီပေါက်လို့ပဲစားတရားဆိုရင်အဲ့ဒါဘုရားမဟောဘူးအဲ့တော့အဲ့ဒီယုံလေးကသူ့အတက်ပါမှာတတ်ပြီးခုနေဖြစ်တယ်ဆိုတော့အဲ့မှာလှူရတယ်ဘုရားလှူတဲ့လူတထေးတွေကသူတို့အကျိုးတဲ့လူလားနော်ကျွန်တော်ပြောမယ်အဲ့လူမှုဝင်နေရမီဒီယာလည်းဝင်ပြီးတော့ကြော်ညာလောက်တာသူကပတ်စံပို့ရပါတယ်သူလှူတာတသိန်းဆိုသိန်း100လောက်ရလို့သူကဝင်လှူတာဟိုကဘုန်းကြီးကြောင့်ဝင်ပြီးတော့အဲ့မှာလှူပြသွားတယ်လှူပြသွားပြီးသူတို့ကြော်ညာအဲ့မှာကတ်သွားတာဟိုမှာဘယ်ကြောင့်ဘလူလှူပါလဲဆိုပြီးအဲ့မှာသွားသမျှလူအဲ့ဒါယူတွေ့အဲ့ဘုန်းကြီးကြောင့်ကဖြိုးလို့လည်းမရဘူးလေလှူတာအသက်စာပဲအဲ့မဟုတ်ဘူးပါမှာဘလူလှူအားပါလေဘလူတာသိဘလူကဘယ်လုံးငါပေါ့နော်အဲ့လိုလှူထားသူတို့ကြော်ညာလို့လားလူတကာလာတဲ့နေရာမှာသူတို့အကျိုးရှိတယ်လေအကျိုးမရှိပဲကိုယ့်ပတ်စံကိုအကုန်ခံတဲ့လူကပါမို့လို့လေအဲ့ဒါလည်းငတုံးနေမို့လို့ဆိုတော့ကိုရှာတဲ့ပတ်စံခင်ဗျာဓမြသွားတိုက်တယ်ဆိုတော့လွယ်လွယ်နဲ့ရတာမဟုတ်ဘူးနော်ဥပဒေချိုးဖောက်ပြီးတော့အသက်နဲ့ရင်းပြီးဓမြသွားတိုက်ထားတာမအောင်မြင်ထောင်လိုက်ရောက်မှာဘလို့နီးနေပဲရပတ်စံတန်ဖိုးရှိတယ်အလဟတ်တသူများကိုပေးစရာအကြောင်းမရှိဘူးအကျိုးမရှိတောင်းစရာအကြောင်းမရှိဘူးအစိတ်ပင်ရေလောင်းလဲလောက်စရာမရှိဘူးလူလဲဆိုလဲအကျိုးရှိတဲ့နေရာကိုလူရမယ်အဲ့တော့အဲ့ဒီရုံကလေးကအပေခံပြီးလှူတယ်ဆိုတဲ့ပုံမြင်တော့ဟုတ်ပါကျွန်တော်လည်းသိတဲ့အိမ်မဟုတ်ဆိုးမှာသူများလှူတာလှူရင်လို့တဲ့သူကသူ့မှာပတ်စံမရှိဘူးသူများစီကနေပြီးတော့တစ်လောက်20ရိုးတဲ့ကွာချီတယ်သူဆိုရင်အိမ်ပေါင်းညာပေါင်းဆို30ရိုးအဲ့တော့မှာနော်ဒီတိုင်းချီလို့ဖြစ်ရင်မယုံတယ်လို့ပေါ့ဗျာအတိုးတွေကတောင်းလာပတ်ဆက်20ရိုးတဲ့ကွာချီတယ်ပတ်စံ2သိန်းတစ်လောက်4000ပို့ချင်ရတော့2000နဲ့20မတိုင်ခင်ရပတ်စံတမို့ရွှေတစ်ကြက်သားကို73သိန်းအချိန်မှာပတ်စံတမို့ပတ်စံ2သိန်းသွားရှိတယ်တစ်လောက်4000သူပေးရမဟုတ်ဆိုးမှသူ့ကလေးတွေကိုတော့ခိုင်းစားနေတယ်ရွှေချင်မှာချက်အဲ့ဒီပတ်စံကိုသူစပ်ဖို့အတွက်အတိုးတတ်တာတယ်ဟိုဘဲကိုမနေတတ်ရကဲတစ်နှစ်လောက်နေတော့မှသူပြန်ဆက်နိုင်တော့သူ့ပတ်စံဘလောက်ပုံပါရောအတိုးနေမဲကို4000ဆိုတော့တစ်နှစ်ဆိုရင်10လဆို4သိန်းနော်4သိန်းထားပါအတိုးနေမဲ့9သိန်းလောက်ကြာပြန်ဆက်ချီရတဲ့ငွေရ2သိန်း9သိန်းအဖြစ်လို့လူချင်းလုံးနဲ့ဆန္ဒကြောင့်သူမရှိရင်မလူနဲ့လေအမှန်ဆိုရင်ဟုတ်တယ်မလားဒါပေမဲ့အဲ့ဒီပုံမြင်တွေကရင်ထဲရောက်နေတာမသိစိတ်ထဲရောက်နေတာဒီစင်းရလာငမောင်းငက်တွေနော်စင်ချင်းစဉ်းစားနိုင်စွာမရှိဘူးအဲ့လူတွေကိုဘာသာရေးသမားတွေအဲ့လိုလိန်စားတာကောင်းလားဟမ်ဘာသာရေးသမားအဲ့လိုကျွန်တော်တို့မရှိစင်ရသားတွေကိုအဲ့လိုလိန်စားမယ်ဆိုကောင်းလားခင်ဗျလက်ခံလားဘယ်ဘာသာရေးလို့ဆိုလို့နော်ဘာသာရေးသမားတွေကမရှိစင်ရသားအဲ့နှိမ်ပါတဲ့လူတွေကိုမှသူတို့ကအနိုင်ကျက်တာကျွန်တော်တခါလေးပြောပြီးပြီဟိုမှာလင်မယား2ယောက်ကကွဲသွားတာသူတို့ပြန်ပေါင်းရင်အဲ့မှာအဲ့ဘာသာရေးဆရာနဲ့အိတ်ပြီးတော့မှဘာသာရေးကဆရာစိတ်ကျေနပ်အောင်အဲ့မှာလှုပ်ပြီးတော့မှအဲ့ကိုသူတို့လင်မယားပြန်ပေါင်းခွင့်ပေးတယ်တဲ့အဲ့ဒါဟုတ်သလားကျွန်တော်မေးကြည့်အဲ့ဘာသာဝင်ဟုတ်တယ်တဲ့ကျွန်တော်တက်ငယ်ချင်းကဲနောက်တစ်ယောက်ကိုမေးတော့လေလူကြီးတစ်ယောက်ကိုမေးအဲ့ဒါကသူတို့လင်မယားကြီးလဲတကူမကွဲအောင်လို့လှုပ်ထားတဲ့စီကံလို့ပါလို့ပြောတယ်ဒါပဲဖြစ်တဲ့သလားအဲ့ဒါပြောသူများလင်မယားဗျာဟိုမှာအစင်မပြေဖြစ်တာပြန်ပေါင်းပါစေပေါ့သူတို့ကကြားရရတယ်တော့ကြားရအမျက်ထုတ်เสียအဲ့ဒါတွေကိုအစိုးရအကာအကွယ်ပေးရမယ်နော်အစိုးရလူလူအားကိုးเสียလေလူလူကနေပေးမယ်ဟာမှန်တယ်အစိုးရအကာအကွယ်ပေးရမယ်အစိုးရဖယ်ရှားပေးရမယ်ဥပဒေထုတ်ပေးရမယ်မဟုတ်လားလွတ်လပ်စွာကိုယ်ဝင်ဆိုတဲ့အောက်ထဲမှာဟုတ်တယ်ဖျားကိုယ်ွယ်ဝိညာဉ်ကိုယ်ွယ်မှန်တယ်ကိုယ်ွယ်မယ်ကိုယ်ွယ်ကျင်တာကိုယ်ွယ်ဘယ်သူမှမထိခိုက်ဘူးအဲ့တော့အုပ်စုတွေဖွဲ့ပြီးတော့ငါးဘာသာဝင်အဲ့ဒါမှဆရာကြီးလောက်လာပြီးတော့ဟိုလူသိခိုင်းဒီလူသိခိုင်းဟိုလူကိုမိုင်းခွဲခိုင်းဒီလူကိုဘုံခွဲခိုင်းအဲ့ဒါတွေနှိမ်နေဖို့မလိုဘူးလားဘာသာရေးရတယ်
ကိုယ်ကပဲဝိညာဉ်ကိုယ်ရဖျားကိုကွဲတယ်ကိုယ်ကွဲတယ်ပြဿနာမရှိဘူးဘာသာဝင်လဲဘာသာဝင်ချင်းတယ်လာထားဆိုပြီးတော့ဟိုမှာအခွန်ကောက်တာရှိတယ်ဂျာမနီမှာကဲခရစ်ယာန်ဘာသာဝင်ဆိုရင်ဘလောက်ဆိုပြီးတော့မလူချင်လို့မရအောင်နော်လူကားမယ်ဆိုတဲ့ဟာဖြတ်တာရှိတယ်ကဲအဲ့လိုမျိုးလေးဆိုရင်ဖြစ်တယ်ကိုယ်ပတ်စံမဲညာပေးရမယ်ဆိုပေးရမယ်ဥပဒေတိုင်းဒီနိုင်ငံထဲမှာနေတဲ့လူပေးရမယ်ဆိုပေးရမယ်လူလားလူချင်မှလူမယ်ဟုတ်ပါဟုတ်ကဲ့ပါကျွန်တော်အလုပ်လုပ်တဲ့ကုမ္ပဏီမှာပန်းချပြီးအားလည်းတော့မသိဘူးပေါ့ဒါလာကောက်တယ်တစ်လောက်1000လာကောက်တယ်လာကောက်တော့တစ်လားကြတော့အနောက်ကမရှိဘူးကျွန်တော်ကကတ်တွေနဲ့ရှင်းတာဆွဲတာဟိုကြီးဆိုဒီအနောက်ကဘယ်လိုပြောမလဲ cash ကမရှိဘူးပတ်စံငွေသားမရှိဘူးအခါဒီ taxi တွေပါလေခေါ်သုံးတော့ငွေသားရတဲ့ဟာလေကျွန်တော်က taxi တွေပါပေးလိုက်တော့ငွေသားကလက်ထပ်မရှိတော့ရှိတဲ့ဟာ1000ပေးနေကြတယ်ဖတ်900ပေးတော့ဆဲတယ်ဘာပြောရလဲအဲ့ကိုကြီးဆိုဆဲတာလေမင်းတို့ကုမ္ပဏီကဒီလောက်ကြီးဒါပဲလူလာလို့ဆဲတယ်ကဲတတိယပတ်ချပြီးပို့လို့ဆဲသွားလာတယ်ဆဲသွားလို့အဲ့လားမရမကရှာပြီးကုမ္ပဏီမှာမရှိဘူးဥပကဟိုတင်းနဲ့ရနေပြီးကုမ္ပဏီဝန်ထမ်းစီရနေပြီးအရှိတလားဆိုရှောက်ပတ်မင်းယူပြီးပေးလိုက်ရကဖြစ်တယ်လားအဲ့ဒါဒီအဲ့လိုဘာသာရေးသမားတွေဖြစ်တယ်အဲ့လိုဘာသာရေးသမားတွေကျွန်တော်တို့ကပို့ကြရဖြစ်တယ်နောက်ပြီးအိန္ဒိယမှာကော်ကာလူမျိုးတွေအိန္ဒိယသွားတာကျွန်တော်ပြန်ပြောရအောင်ဗမာပြည်ကကော်ကာအဲ့ဒါမီးတွေကိုဖုံးတယ်သူတို့မှရှိမှာပေါ့ဗျာဒီမှာမီးတောက်စေတယ်ဒီမှာတက်နေရှိမှာဘယ်လိုလုပ်လဲမသိဘူးလက်ပွားမီးတောက်အောင်လေမှာလောက်ပြတယ်လူခံတယ်လူကတော့မပေးတဲ့ခါကျတော့မင်းသိမယ်လို့ပါတော့ညာလို့ချိန်သေးတယ်တဲ့ရံပြုတ်ပြီးတော့ပြောတယ်အဲ့လိုဘာသာရေးသမားတွေရှိတယ်မှာကျွန်တော်နိုင်ငံပြောနောက်တစ်ယောက်အဲ့ဒီလာပါရုံလေးရေးတဲ့ကိစ္စပဲကျွန်တော်ဆက်ပြောပါမယ်အဲ့လိုမျိုးကိုယ့်အသက်ကိုတော့မှလားအသိခံပြီးမိဘုံတွေကိုခုန်ဆင်းပြီးအသိခံပြီးတော့သူများစားဖို့အတွက်ဒီမှာလုပ်ပေးရတယ်ဆိုတော့ပုံမြင်ကြောင့်ငယ်တဲ့အဲ့ပုံမြင်ကိုတွင်းထားလို့မသိစိတ်ထက်တိရှုံနေတယ်ဟိုကအလှလုပ်တယ်ကျွန်တော်လည်းသိတဲ့အိမ်ကျွန်တော်လည်းရင်းနှီးတဲ့အိမ်အလှလုပ်တယ်စားလို့တော့သူ့မြေလေးတွေထည့်ဖို့ဘေးကမြောက်ပြီးအဲ့တော့စိုင်းစရာရောက်နေစိုင်းအပြည့်ဝိုင်းပြည့်မဟုတ်ဘောဘယ်လိုပြောတချမ်းတစ်စိတ်ပေါ့တုံးနဲ့တိရကြောက်ညှောက်ပြီးတယ်အခုအတူကျွန်တော်စိုင်းတီးပေးမယ်ပေါ့အလကားတီးပေးမယ်ပေါ့အဲ့အလကားတီးပေးဆိုတော့တီးပေါ့ तू ကအဲ့နာပွဲရောက်နေတော့အဲ့ပွဲပြီးတော့အဲ့တီးပေါ့ तू ပွဲအိမ်ဝင်ပေါ့ဆိုတီးပေးတော့အခုအဲ့ရစားဟိုအဲ့စိုင်းပါမှာတော့ကိုကမြင်းလေပထမမြင်းမပါဘူးမြင်းလေးနဲ့လှုပ်လိုက်မှတည်ထင်တယ်ပေါ့ဆိုအေးပေါ့မြင်းဆိုင်နေပါနဲ့ဆိုတော့မြင်းလေးရောထည့်လိုက်ပါမြင်းထည့်တဲ့ခါကျအခုအပားနဲတော့မြင်းနဲ့ဆိုတော့များလို့စီမယ်ပေါ့ဆိုတော့အေးဟုတ်ပြီလို့ဆိုအဲ့မှာအရက်တွေကရွာတွေကဟာတွေထပ်ပြီးတော့လှုပ်သူ့လူမှာပါဖို့ဆိုပြီးပြောလိုက်တာမြင်းနဲ့ပါနဲ့ဘယ်လိုပြုမယ်ဆိုတော့ဘေးကနေလည်းထပ်ထည့်လာဟိုကရွှေတင်းတွေတူပြီးတော့ပြန်လာတဲ့အချိန်လူရက်စုံနေတဲ့အချိန်ဆိုတော့ပတ်စံရတဲ့လူကလည်းရတာသူတို့ဟာเนี่ยအကုန်ဆိုပြီးတော့သူ့ဟာရပထမတော့သူ့မြေးလေး3ယောက်မသိဘူးအဲ့ဒါလေးကိုလုပ်ဖို့သူ့မြေးလေး2ယောက်နဲ့သူ့မြေးမလေးနဲ့အကုန်3ယောက်လားမသိဘူးအဲ့ဒါလေးကိုလုပ်ဖို့လူကလုပ်နေသူ့လူရအကြီးကြီးပြုတ်အောင်ကြီးအဲ့မန္တကြီးအကြီးနဲ့ခမင်းစားရုပ်တွေရောပါလေအကြီးကြီးဖြစ်သွားအဲ့ဆိုင်သားကြီးလုပ်လိုက်တာကြီးဖြစ်သွားတော့အကျွေးမွေးရတယ်ဒီလိုပေါ့သူ့ဟိုမှာယူထားတဲ့ဟာလေမြင်းတစည်းကိုဘယ်လောက်ရှင်းတဘာကိုဘယ်လောက်လဲမသိဘူးအဲ့တတ်မှတ်ပြီးယူထားမှာပေါ့ယူတော့သူ့မှာအဲ့မှာကျွေးလိုက်မွေးလိုက်တာအလူပြီးပြီမန္တကြီးလှူနေတော့အဲ့မှာအဲ့ဆိုင်သမားကလည်းသူအလကားတီးပေးမယ်လားပြောတာအဲ့မှာလာတဲ့ရှင်လောင်းလေးစီကနေသူကကောက်တာဒီကပြောတော့အလူကအလကားအဲ့အလူကလူရှင်းသူရှင်းကြမှာအလူခံတာသူကအလကားကြီးမှာတီးပေးရတာပေါ့သူ့ကိုဘယ်လိုပေးဆိုတော့အဲ့ဆာလိုက်ကောက်တာအဲ့လိုမျိုးစိုင်းတီးနေနေဘယ်နဲ့ဖွင့်ဇလန်းစင်ပြီးတော့ဘာဇလန်းစင်လဲဆိုတော့ဝေတနယဇလန်းစင်လိုက်တယ်စီပြခါကျဝေတနယဇလန်းမှာအဲ့တာသမီးကိုလူရတဲ့ခါပုံနာရရိုက်တာတာသမီးကိုနှိပ်စက်တာပဲနေပဲသူတို့ကြည့်ပြီးဟိုမှာနားသားထဲမှာပါတဲ့နောက်ကနေတန်းစီပြရက်နေတဲ့ကောင်မလေးနားသားတဲ့ကောင်မလေးကိုလာငိုနေတဲ့ငိုမျက်ရည်ကျနေတယ်အဲ့ခလေးလေးကိုနှိပ်စက်တဲ့ပုံစံပြီးတယ်တော့နှိပ်စက်ပြီးတော့သွားနေလို့အတွက်သွားပြီးလူခံလာခဲ့တယ်တံဖလားတွေပေးလိုက်တယ်လူခံပြီးတော့အဲ့ပြိတ္တတဲ့အဲ့မှာကြည့်နေတဲ့တရားနာဖို့စောင့်နေတယ်အဲ့ဒါပြီးလို့ရှင်တရားနာမှာအဲ့ပြိတ္တတဲ့ဆင်ပြီးတော့အဲ့ကလေးကိုသွားပြီးလူခံခိုင်းဟိုကအဲ့ကလေးလေးကိုသူကဒီမှာလုံနေတာအဲ့ပြတဲ့တဲမှာထားပါဇက်ပဲထားပါတော့အဲ့ဒီမှာလုံနေပုံနာနှိပ်ဆက်အဲ့ကလေးကိုတနာကြီးထဲလိုက်ရပတ်စံနေသူတို့ရှင်းရောက်တော့အဲ့ဒီနဲ့ပတ်စံအဲ့တန်တဲ့ပြီးယူသွားတယ်အဲ့တော့အချုပ်နှိမ့်ချောက်တဲ့ခါကျတော့အလူပြီးသွားတယ်ပြီးတော့ကျွန်တော်လည်းပြီးတဲ့နေ့ရှိတယ်ဘာလို့ဆိုတော့ကျွန်တော်ဗီဒီယိုရိုက်ပေးတာအဲ့ဒီကနေဟိုကောင်မလေးနားသားတဲ့ကောင်မလေးမျက်ရည်ကျနေတာအစကျွန်တော်ကမြင်ရတာဗီဒီယိုပြန်တီးဖြတ်တဲ့အချိန်မှာကျွန်တော်မြင်ရတာအလှပဲပြီးသွားတယ်အလှပဲတော့ပြောလို့ရှိရင်ပြီးသွားတယ်ပြီးသွားအောင်အဲ့မှာအလှမကြီး
ဘာပြောထားလဲငါလည်းအခုလှူလိုက်တာတဲ့ထင်ရလဲပိုကုန်သွားပြီတဲ့သူကစွန့်နေဒီလက်ကောက်တွေတော့ငါအခုသွားတော့မယ်အပေါင်တိုင်းသွားတော့ပါတဲ့ဒါသူများစီကချီထားတာချီထားပြီးဒီမှာသူ့ရှိတဲ့ငွေခက်ကိုသူများစီကချီပြီးတော့လှူလိုက်တာဟုတ်လှူလိုက်တော့သူ့မှာရှိတဲ့ဒူဝစ်ထားတဲ့ရွှေဒါအလှမို့လို့အလှမှာဝစ်ဖို့တော့သူမလုပ်သေးဘူးအဲ့မှာသူ့မှာရွှေတွေမှာရှိမှသိတဲ့ခါကျဘေးကချီတော့ပေါ့ဗျာအဲ့လူမှာသုံးလိုက်တာအချွေးရတော့တယ်ဟောကြီးတယ်ဟောတော့ငါအခုဒီတော်ကုန်သွားပြီတဲ့ဒီလက်ကောက်တွေအခုဟိုရောက်တော့မယ်တဲ့ရွှေတန်ရောက်တော့ပေါင်တန်ရောက်တော့မယ်ဆိုအဲ့ဒီအချိန်ကနေစပြီးတော့လေ2013ခုနဲ့2013ခုနဲ့အခုဆိုရင်တော့သူတို့နည်းနည်းပြေးလဲပုံပေါက်သွားပြီအဲ့ဒီအချိန်ကနေပြီးတော့9နှစ်ကျော်6နှစ်9နှစ်လောက်ထိသူတို့မှအဲ့မှာအမဲမဲအလုံးလုံးနဲ့လေပြန်ပြီးနလန်ထူမလာဘူးအဲ့စီးပွားရေးပြတ်သွားတာအခြေပြတ်သွားတာရှိနေတဲ့ပတ်စံရှိနေတဲ့အရင်ကြီးသူတို့မှရှိတဲ့ငွေကြေးလေးအခြေပြတ်သွားတာလေပြန်ပြီးတော့နလန်ထူမလာဘူး6နှစ်9နှစ်လောက်ထိအခု2000ခုနှစ်ပေါ့နော်ဒီကိုဗစ်မတိုင်ခင်လေးပါကျွန်တော်မြင်လိုက်တယ်အေး2019ပေါ့2019လောက်မှာသူတို့ပြန်ပြီးတော့ပြည်လဲပုံပေါက်သွားတယ်အဲ့ဒီမတိုင်ခင်မပြေလဲဘူးလူလည်းကျွန်တော်လည်းအဲ့ဖက်တွေကိုကျွန်တော်တရက်ချရောက်တယ်ကျွန်တော်အယောင်းမဲ့လုံးနေတော့သူတို့မှတော့ဆုပ်ဆုပ်ပြတ်ပြတ်ဖြစ်သွားတယ်ကဲအဲ့ဒါဆိုရင်ကျွန်တော်တို့အလှပေးတစ်ထေးဖြစ်ဆိုတဲ့စကားပေါ့ဘလို့မှန်လားလူပေးတစ်ထေးဖြစ်ဆိုတာမှန်လားကဲအဲ့စကားကိုစဉ်းစားအောင်မလို့ကိုယ်မှရှိတဲ့ဟာကိုချင့်တယ်သူများအလှဆိုတိုင်းအလှနဲ့ချင့်တယ်လူရင်ပေးရတော့ယူမဲ့လူကြီးပဲပေးရတော့ယူမဲ့လူကြီးပဲပြီးရင်တောင်မိုးရှိကြမှာရှိတာပောက်ခဲ့ရတော့ပြတောင်းလို့ရတော့တောင်းတယ်တောင်းစားအစလောဘမတတ်ဘူးနော်တောင်းဖိုကက်ကပတောင်တာဝါရှိမှာပတောင်တာဝါ complex ဒီ bishop ရဲ့ဘယ်လောက်အောင်လဲပတောင်တာဝါ complex စတဲ့ရှစ်တဲ့တယ်မှာတောင်းစားတစ်ယောက်ရှိတယ်2006ခုနှစ်ကခြေထောက်တစ်ဖက်လားနှစ်ဖက်လားမပြတ်အဲ့မှာတောင်းစားထိုင်ကျွန်တော်ကလည်းအဲ့ပတောင်တာဝါ complex မှာ7-11ရှိတယ်ကျွန်တော်အဲ့မှာ AA တွေ BR တွေဝယ်တောင်းတယ်အဲ့ရကလေးတွေဆိုကျွန်တော်သိတယ်အကုန်အဲ့တောင်းစားလည်းသိတယ်ကျွန်တော်ပြီးတော့အဲ့တနေ့ကျတော့အဲ့တောင်းစားကျွန်တော်ခေါ်တယ်ဖြည်းဖြည်းတယ်ဆိုပြီးတော့သူ့နားလာဖို့ခေါ်ကျွန်တော်သွားလိုက်သွားရသူဖုံးထုတ်ပြီးတော့သူကင်လာတဲ့ဖုံးကဘာဖုံးလဲသိလား Nokia N72 အဲ့ဒီချိန်တော့နောက်ဆုံးတော့တယ် Nokia ဖုံးဆိုတာအဲ့ဒီချိန်တော့ခေတ်စာနာမည်အကြီးဆုံးဖုံး Nokia ဖုံးနောက်ဆုံးတော့တယ် Samsung ဖုံးကပေါ်ကစား Nokia N95 2008မှာကျွန်တော်ကြိုက်တာ slide ဖုံးအဲ့ဒီမတိုင်ခင်ဖုံး2006မှာ Nokia N72 အဲ့ဒါနောက်ဆုံးပေါ်တယ်အဲ့ဖုံးကိုကြိုက်ထားတာကျွန်တော်ဖတ်ကြည့်လိုက်တော့နိုင်ရမစိတ်ပို့လားအားလဲဆိုသူ့နိုင်ရသားဘတ်2000ပို့ပေးလိုက်တာဘယ်နိုင်ငံသားလဲတော့မသိဘူးဘတ်2000ပို့ပေးလိုက်တာအဲ့မှာရှုပ်ဝဲနံပါတ်10လုံးပို့ပေးလိုက်တယ်ဒီ Western Union Money Transfer မှာထောက်အောင်အဲ့ဒါကျွန်တော်သူ့ကိုပြောလိုက်တယ်အခုဒါအခုနိုင်ရနေပတ်စံပို့ပေးလိုက်တာလို့ဘတ်2000လို့ဒီနံပါတ်10လုံးပြပြီးခိုးက Western Union Money Transfer မှာတော့ထုတ်လိုက်ရုံကဟာဘတ်2000လဲလားတဲ့နဲတယ်နော်တဲ့ဟောဟုတ်လားတောင်းစားအစတောင်းစားအဲ့တောင်းစားတစ်ထေးနော်ဟိုမှာခဏလေးအချိန်တိုင်းသူ့ကိုလာခေါ်သွားတာအဲ့မှာတောင်းစားအစတောင်းလို့ရရင်တောင်းနေရောပဲငါမှရှိပြီးထွက်မတောင်းဘူးဆိုတာမရှိဘူးမရှိတော့လူတိုင်းမှာလောဘရှိတယ်လောဘမရှိနဲ့သင်ကိုတော့မပေါ့ဘူးငါ့ကိုပေးခဲ့ဆိုတာခင်ဗျာလက်ခံကျွန်တော်လက်ခံနိုင်ဘူးကျွန်တော်တို့စီမှာရှိတဲ့ငွေတွေကျွန်တော်တို့လွယ်ကူရထားတာမဟုတ်ဘူးကျွန်တော်တို့ကသူများကိုပေးတာပေးမယ်အကျိုးရှိတယ်ဆိုပေးမယ်ပေးစဉ်ပေးလိုက်ရင်ပေးမယ်မပေးစဉ်မပေးလိုက်ပြက်လူတွေပေါ့စားအချောင်းသမားတွေလက်ကြောမတင်းတဲ့ကောင်တွေထမင်းကသေဝိုင်းကောင်းတာပေါ့သေကိုရင်ကောင်းတာပေါ့ဒီကောင်ဟုတ်လားအေးကျွန်တော်လူတိုင်းတဲ့လူမယ်တိုးတက်လာရှိတဲ့လူမယ်ပေးကမယ်ပတ်မိုးမယ်ဒါပေမဲ့ဒီငတုံးငဖြစ်နေရတော့သေဝါကောင်းတယ်သူတို့လည်းကောင်းမဲ့လူတွေမဟုတ်ဘူးလူပတ်ဝန်းကျင်ကိုလည်းကောင်းမဲ့လူတွေမဟုတ်ဘူးမြန်အေးရောအခုငတ်ပြီးသေပိုကောင်းတယ်ကျွန်တော်တို့လူတိုင်းတဲ့လူကကျွန်တော်လှူမှာလူကတိုင်းကျွန်တော်မလှူဘူးအေးအဲ့တောင်သားအဲ့လိုပြောတယ်သူ့ကိုပန်းထက်တော်ပူပေးလိုက်တော့နေတယ်တဲ့ဘလောက်တော့လိုချင်လဲတော့မသိဘူးဟမ်အားကြောင့်ကျွန်တော်တို့ပင်ကိုတော့မပါဘူးကွာငါ့ကိုပေးခဲ့စီ
ကြည့်ပါမယ်ဟုတ်လားညာကျွန်တော်ပြောမယ်သင်ရင်ကိုတော့မပါဘူးဆိုတာဒါမပြောနဲ့ကျွန်တော်ယုံနေသင်ရင်ကျွန်တော်ဖြောက်မနဲ့ရှာထားတာတရားမျှတမှုနဲ့ရှာထားတဲ့ဟာမတရားရှာထားတဲ့ဟာတွေကတော့ဒါသူများကိုပြန်ပေးစားမှာပေါ့ဗျာသူများစီကမတရားယူလာတာကျွန်တော်သင်ရင်သူတို့စီပြန်ပေးစားမှာပေါ့ကျွန်တော်ကြံခဲ့တဲ့ဟာလည်းကျွန်တော်တို့ကြုံဖြစ်ဘူးကျွန်တော်တရားမျှတစွာနဲ့ကျွန်တော်ရှာဖွေခဲ့တဲ့ပစ္စည်းဆိုရင်နောက်ဘွားလေးပါလေကျွန်တော်သင်ရင်တထေးဝင်နဲ့ဝင်စားမယ်ကျွန်တော်တို့မှာသိန်းပေါင်း1000သူများအတွက်ထားခဲ့ကျွန်တော်မဟုတ်တဲ့သူများကျွန်တော်သားဖြစ်ဖြစ်မယ်တသိန်းဖြစ်ဖြစ်ချင်တာဖြစ်မယ်ဟုတ်ကဟိုဘာသာရေးသမားကိုသွားလှူမှာမဟုတ်ဘူးကျွန်တော်တို့လူသားချင်းချင်းကျွန်တော်တို့ကဘာမြေပေါ်မှာခြံထားခဲ့မယ်ကဲကျွန်တော်နိုင်ငံထဲမှာခြံထားခဲ့မယ်ဗျာကျွန်တော်အမိုက်ပုံကြီးချီးပုံကြီးနိုင်ငံစော်ကြီးသူများတဲ့ယူရှာထားခဲ့တဲ့အားကောင်းလားကျွန်တော်သူများနေဖို့ထိုင်ဖို့တဲ့ကောင်းကောင်းမွန်မွန်ပေါ့ဟိုတိုက်တာအဆောင်ပေါ့နော်စားစရာတောက်စရာတွေခြံထားခဲ့ရင်ကောင်းလားဟုတ်လားကောင်းတာလို့ရင်ကောင်းတာဖြစ်ပါမယ်ကျွန်တော်ကောင်းတဲ့ဘဝကိုသူများတဲ့ခြံထားခဲ့ရင်ကျွန်တော်ကောင်းတဲ့ဘဝဟိုမှာပြန်ဝင်သားမယ်နောက်ဘဝရှိခဲ့တယ်လို့ကျွန်တော်တို့ယုံရင်ကျွန်တော်ကတော့တရောင်းသားလေးတော့တောင်းဝင်သားအောင်တထေးသားတော့ဖြစ်မှာတထေးဝင်တဲ့ဝင်စားတထေးသားတော့ဖြစ်မှာကျွန်တော်ဒီမှာသိန်းပေါင်း1000ဒီဘဝခြံလာခဲ့ရင်အဲ့တထေးစီကသိန်းပေါင်း1000အမွေပြန်ရလိုက်မယ်အဲ့ဒါကျွန်တော်ယုံတယ်ကျွန်တော်တို့ရှာဖွေတဲ့နီလာကဖြောက်မတ်နဲ့ရိုးသားရှာဖွေပဲလို့တယ်သူများကိုဒုက္ခရောက်အောင်လုပ်ပြီးတော့ရှာဖွေတဲ့ငွေမဟုတ်ဘူးပဲလို့တယ်ဖြောက်မတ်နဲ့ရှာဖွေမဲ့တော့ကိုယ်စံကိုသာရှိတော့ကျွန်တော်တို့သိတဲ့လိရှာရနိုင်တယ်လို့ရှာသူတို့ကျွန်တော်တို့မဟုတ်တဲ့သူတို့ဘာအကျိုးအတွက်ရနိုင်တယ်လို့ခြံလာခဲ့အဲ့ဘာသာရေးသမားတွေကိုသွားပြီးလူမမဟုတ်ဘူးနော်ဘာသာရေးသမားတွေကလူကောင်းတွေရှိတယ်လူလိမ်တွေလည်းရှိတယ်အေးလူသိတဲ့ဘာသာရေးသမားကိုမလူသိတဲ့ဘာသာရေးသမားကိုဝေးရှောင်ကျွန်တော်ဘာသာရေးသမားတွေနဲ့သွားဖြစ်ရင်လေအစိုးရတွေကကျွန်တော်တို့ကိုနှိပ်ကွက်တာဒီဘာသာရေးသမားတွေကသူတို့ပေါင်းနေသလားပေါင်းနေဘာသာရေးသမားတွေကကျွန်တော်သိတယ်မလားဟိုနေ့လို့ခေါ်တော့ elite လို့ခေါ်တော့ English တော့ကျွန်တော်တို့သမိုင်းတွေကိုလေ့လာကြည့်ကမ္ဘာသမိုင်းနိုင်ငံတွေမှာစင်းရဲတဲ့လူနဲ့ချမ်းသာတဲ့လူနဲ့ခွဲခြားတဲ့နေရာမှာထိတ်ဆုံးလွှာတွေကဘယ်လိုရှိနေလဲအုပ်ချုပ်တဲ့လူတွေထိတ်ဆုံးလွှာတွေရှိနေတာနိုင်ငံတွေအုပ်ချုပ်တဲ့လူတွေဘာသာရေးသမားတွေနောက်ပြီးတော့ကုန်တယ်အဲ့ဒီအောက်ထဲမှာလက်မှုပညာရှင်အဲ့ဒီအောက်ထဲမှာစိုက်ပျိုးရေးသမားတွေပါတယ်ပေါ့တခြားလူရှိတာအဲ့ကြောင့်ထိတ်ဆုံးကနေနေတာအဲ့တော့ရောက်နော်ဘာအုပ်ချုပ်တဲ့လူရဲ့ကုန်တယ်ရဲ့အုပ်ချုပ်တဲ့လူရဲ့ဘာသာရေးသမားရဲ့ကုန်တယ်တွေအဲ့သုံးခုကတူရတူဘူးပေါင်းချက်နေပြီကျွန်တော်တို့ဒီလိုမျိုးဒီလက်မှုပညာရှင်တွေကျွန်တော်အောက်တန်းစင်းရဲသားတွေဘာတွေစီကသူတို့ကအထက်စီကနေလို့ကင်ထားသူတို့အချင်းချင်းတူနဲ့တူကိုပတ်မိုးထားတယ်ဘာသာရေးသမားကလည်းတချို့ဘာသာတွေကအစိုးရကိုပြန်ပြီးတော့မကလန်ရအောင်အစိုးရရဲ့အမိန့်ကိုနာခံရမယ်ဆိုပြီးအစိုးရကိုပြန်ပြီးအထောက်ပံ့ပေးရတယ်အဲ့ဒီအစိုးရကလည်းအဲ့ဘာသာရေးတွေလုံးသမျှကိုအကုန်လုံးမယူအေးမယူဘာလို့ကဲဖျားကိုစန့်ကြံလို့ဆိုပြီးတော့အဲ့စန့်ကြံလူကိုလည်းဖြတ်တတ်တယ်မီးရှို့တတ်တယ်အဲ့ဒီအစိုးရကခွင့်ပြုထားတယ်အဲ့ဘာသာရေးသမားနဲ့အဲ့လိုအစိုးရနဲ့ဘာလဲပြောရရင်အချောက်နှစ်ကောင်ပေါ့ဟုတ်လားအဲ့လိုနိုင်ငံမျိုးမှာဆိုရင်အဲ့ဒီဘာသာရေးသမားနဲ့အဲ့ဒီလိုအစိုးရတွေကဘယ်နဲ့နှစ်ကောင်အချောက်နှစ်ကောင်ခင်ဗျားသဘောပေါက်တယ်မလားအချောက်နှစ်ကောင်ဟေးကျွန်တော်တို့နိုင်ငံမှာဘာသာရေးသမားတွေရောအဲ့ရွေးချက်တင်မြောက်တဲ့ကောင်တွေအောင်အဲ့လိုမျိုးအချောက်တွေဖြစ်လာခဲ့ရင်ကျွန်တော်တို့မဲပေးဖို့လိုတယ်